ယနေ့ခေတ်မှာ artificial intelligence လို့ခေါ်တဲ့ဒီဉာဏ်ရည်တုနည်းပညာပေါ့နော် AI technology တွေဒီအားကောင်းကောင်းနဲ့ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှကျွန်တော်တို့ကဘာရက်ရက်ကောမြန်မာနိုင်ငံမှာပါလုပ်ငန်းတွေကဒီဝန်ထမ်းလျှော့ချမှုဆိုတဲ့ကိစ္စတွေဖြစ်ပေါ်လာတယ်အဲ့တော့တစ်ဖက်မှာလည်းဒီရဲ့ရိုက်ခတ်မှုအနေနဲ့ဒါကျွန်တော်တို့အလောက်ကန်ရှားပါမှုတွေပေါ်ပေါက်လာကြတယ်ဒီဝန်ထမ်းတွေအနေနဲ့ကိုယ့်ရဲ့တက်ကြွမှုတစ်ခုခုကိုအသုံးပြုပြီးတော့အလောက်ကန်တွေလျှောက်ထားတဲ့နေရာမှာဒါအလောက်ကန်ရှားပါမှုနဲ့ရင်ဆိုင်ကြုံတွေ့လာကြရတယ်အဲ့တော့အဲ့လိုအခြေအနေမှာကျွန်တော်တို့အနေနဲ့ဒီအလောက်ကန်ကောင်းတွေရရှိဖို့ဝန်ထမ်းလျှော့ချမှုမှာကိုမပါစေဖို့ဒီလိုပြင်ဆင်မှုတွေကိုဘယ်လိုလုပ်ဆောင်ထားလို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီဗီဒီယိုလေးမှာကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ကဒီကိုပေါ့နော်တစုံတစ်ခုကိုအများအားဖြည့်ဆည်းဖို့အသိပညာပိုင်းရတော့၎င်းအတတ်ပညာပိုင်းရတော့၎င်းလိုအပ်နေတဲ့လူတရားလို့ကိုနှလုံးသွင်းပြီးတော့လေ့လာသင်ယူမှုတွေကိုအများပြတ်လှုပ်ဆောင်နေဖို့လိုအပ်ပါတယ်ဒါကတော့လုံးဝအခြေခံကြတဲ့အချက်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ AI နည်းပညာတွေပေါ်လာတယ်ဆိုလို့ရှိရင်ကိုကဒီ AI နည်းပညာတွေကနေထွက်မပြေးပဲနဲ့ AI နည်းပညာတွေနဲ့အတူတူ familiarize ဖြစ်အောင်လုပ်ပြီးတော့မှကိုယ့်ရဲ့ career ကိုဘယ်လိုမြင့်တင်ရမလဲဆိုတဲ့ဟာကိုကျွန်တော်တို့အနေနဲ့စဉ်းစားသင့်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ AI နည်းပညာတွေကိုလေ့လာသင့်တယ်ပေါ့နော်ဒီလိုမျိုးဥပမာလေးရှိတယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလိုမျိုးကိုကနေပြီးတော့လေ့လာအားထုတ်မှုတွေပြုလုပ်ပြီးတော့မှအပြောင်းလဲတွေကြားမှာကိုရှင်သန်အောင်ကြိုးစားထားမယ်ဆိုလို့ရှိရင်အပင်တစ်ပင်မှာရေတောင်းမြစ်လို့ပေါ့နော်အဲ့တော့ရေတောင်းမြစ်ကိုဖြတ်လိုက်တယ်ဆိုလို့ရှိရင်ဒီအပင်ကဒါဒီကြာရှည်မခံဘဲနဲ့တေချေပျက်စီးသွားရမယ်အလားတူပဲရေတောင်းမြစ်လို့ဖြစ်နေမယ်ကိုကိုလည်းဒီအဖွဲ့အစည်းတွေလုပ်ငန်းတွေကဒါစွန့်လွတ်ပစ်ဖို့အတွက်ဒါသူတို့ယူမိုက်စဉ်းစားကြမှာမဟုတ်ဘူးပေါ့နော်ကိုကိုဖယ်ထုတ်ပစ်လိုက်မှာမဟုတ်ဘူးအဲ့တော့ကိုကတကယ်လို့kiss နဲ့ကိုက်ညီတဲ့နီးပညာတွေကိုတက်ကြွမထားဘူးပုံမှန်တမားရိုးကြတက်ကြွမှုကိုပဲတက်ကြွထားမယ်ဆိုလို့ရှိရင်တော့ဒါရွေးချယ်တဲ့စင်းရင်းထဲမှာကိုမပါဘဲနဲ့ဖယ်ထုတ်ခံရတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ကိုအနေနဲ့ကဒီပေါ်ပေါက်လာတဲ့နီးပညာတွေအပေါ်မှာကိုရဲ့လေးလာတင်ယူမှုကိုအားစိုက်ပြီးတော့ကိုကယ်ရီယာကိုမြင့်တင်ထားမယ်ဆိုလို့ရှိရင်တစ်ဖက်ကကျွန်တော်တို့အတွက်လုပ်ငန်းရှင်တွေကသူတို့လုပ်ငန်းမှာရေတောင်းမြစ်လိုမျိုးလိုအပ်ချက်ရှိနေမယ်ကိုဘလို့နီးနဲ့မှဒါဖယ်ထုတ်မှာမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးချက်ရှိပါတယ်အဲ့တော့ဒီလိုမျိုးရေတောင်းမြစ်တပွဲဖြစ်နေဖို့ဆိုလို့ရှိရင်ကိုယ်တိုင်ကလေးလာတင်ယူမှုတွေကိုအမြဲပြတ်လှုပ်ဆောင်နေဖို့လိုအပ်ပါတယ်ဒီလိုမျိုးလေးလာတင်မှုတွေကိုလှုပ်ဆောင်ရင်းနဲ့မှကိုယ့်ရဲ့ဘဝမှာကိုယ့်ရဲ့ career မှာဒီကျွန်တော်တို့စွန့်ပစ်ခံတဲ့ဆင်းရဲတွေကနေမပါဝင်ပဲနဲ့ကြံရစ်ခဲ့ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့တည်တင်တည်တိုက်တဲ့လေးလာတင်လေးလိုက်တဲ့နီးပညာတွေကို kiss နဲ့လျော်ညီစွာလေ့လာထားဖို့တက်ကြွထားဖို့လိုအပ်ပါတယ်ဒီလိုမျိုး kiss နဲ့လျော်ညီတဲ့ပညာရပ်တွေကိုလေ့လာသင်ယူဖို့အတွက်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ရဲ့ ITEC မှာမိတ်ဆွေတို့အတွက်အကျိုးရှိစေနိုင်မဲ့ class လေးတွေကို join နိုင်ပါတယ်ဒီဗီဒီယိုလေးရဲ့အဆုံးမှာကျွန်တော် link လေးတွေချထားပေးခဲ့ပါမယ်အားလုံးပဲနေကောင်းကျန်းမာပြီးတော့ပျော်ရွှင်ခြင်းတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ